ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စည်နိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒဂေါရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားအလောင်းမဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အားထုတ်လိုက်ရင်ယဟနာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့တော့သူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိသေနဓမ္မတတိနငါလိုစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူးတဲ့နဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာအကျိုးရှိမလဲတဲ့သူ့ကိုယ်သူမေးပြီးသဗ္ဗညုတံပါပုနိတောတန္တာရိတံတတေဝကဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုခြေချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမစင်မအောင်မြင်နိုင်ဘူးအဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါ